ဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာကိုကအင်္ဂလိပ်စာကိုလည်းလေ့လာခြင်းနဲ့အင်္ဂလိပ်လိုလည်းမြောင်ပြောတတ်ခြင်းနဲ့ဒါပေမဲ့ grammar ကိုလည်းကြနနမလေ့လာခြင်းဘူးပြီးတော့အချိန်အများကြီးမပေးနိုင်ဘူးဆိုလို့ရှိရင်ဒီနေ့ကျွန်တော် share ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုကိုစောင့်ကြည့်ပေးဖို့အတွက်အညွှန်းဆုံးတိုက်တွန်းချင်ပါတယ်ဆိုတော့ကျွန်တော် share ပေးမဲ့ပုံစံကကြတော့ဒီ pattern လေးတွေနဲ့ပေါ့နော်ဒီ pattern လေးတွေနဲ့ share pattern လေးတွေနဲ့အင်္ဂလိပ်စာကိုလေ့လာတာတော့ပို့ပြီးတော့အကောင်းဆုံးပဲပေါ့နော်ဆိုတော့တကယ်လို့ကိုကgrammar ကိုလည်းကြနနမလေ့လာခြင်းဆိုလို့ရှိရင်ဒီလိုမျိုး pattern လေးတွေနဲ့လေ့လာတာပို့ပြီးတော့ထိရောက်ပါတယ်အဲ့အတွက်ကြောင့်မလို့ဒီနေ့ကျွန်တော်example လေးတွေနဲ့ share ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့ကိုကဝါသနာပါတယ်ဆိုလို့ရှိရင်အစုပ်ထိလိုက်ပြီးတော့လေ့လာပေးဖို့အတွက်တိုက်တွန်းချင်ပါတယ်တကယ်လို့ကိုကလေ့လာတယ်ဆိုလို့ရှိရင်လည်းတခါတည်းမှတ်သားဖို့အတွက်တိုက်တွန်းချင်ပါတယ်အများကြီးမဟုတ်ဘူးပေါ့နော်တခါတည်းမှတ်မိအောင်နည်းနည်းလေးပဲပြောပြပေးမယ်ပတ်တာ3မျိုးလေးနဲ့တခါတည်းမှတ်မိသွားအောင်ပြောပြပေးမယ်ဒါပေမဲ့ဒီ pattern 3မျိုးနဲ့တော့မရအောင်ပေါ့နော်တချို့ pattern လေးတွေလည်းလေ့လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အရင်က share ပေးထားတဲ့ဒီဗီဒီယိုလေးတွေရှိရပေါ့နော်အဲ့ဒီဗီဒီယိုကိုလည်းပြန်ပြီးတော့ကြည့်လို့ရပါတယ်ကျွန်တော် pattern လေးတွေအများကြီး share ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ subscribe လုပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့ပထမဆုံး pattern တစ်ခုကကြားတော့ပါလဲဆိုတော့ I was about to +1 I was about to +1 အတိတ်ပဲကကြားတော့ပေါ့ဆိုလို့ချင်တာလဲဆိုတော့တကူကိုအလုံးမိတော့မလို့ပေါ့နော်မိတော့မလို့အဲ့လိုမျိုးအတိတ်ပဲဖြစ်ပါတယ် example နဲ့ပြောရမယ်ဆိုလို့ရှိရင် I was about to kill you at that time I was about to kill you at that time ငါနေ့အဲ့ဒီတော့တတ်မိတော့မလို့ငါနေ့တို့အဲ့ဒီချိန်တော့တတ်မိတော့မလို့အဲ့လိုမျိုးအတိတ်ပဲဖြစ်ပါတယ် I was about to +1 ဆိုတော့ to plus +1 ဆိုတော့ kill က +1 ဖြစ်တဲ့အတွက်ကြောင့်မလို့တချို့စာသင်မှုတဲ့သူတွေဆိုသိမယ်ပေါ့နော် to ရဲ့နောက်မှာ verb infinitive ပေါ့နော်ဘာမှမပေါင်းတတ်တဲ့ verb လိုက်တယ်ပေါ့နော် verb 1တီးတဲ့လိုက်တာကိုသိမှာပဲဖြစ်ပါတယ်ဆိုတော့ I was about to +1 ရဲ့ example ပထမတစ်ခုပဲဖြစ်ပါတယ်ဆိုတော့နောက်ထပ် example တစ်ခုကကြားတော့ပါလဲဆိုတော့I was about to ask you something I was about to ask you something ငါနည်းကိုတခုခုမေးတော့မလို့မေးမိတော့မလို့ပေါ့နော်ငါနည်းကိုတခုခုမေးတော့မလို့မေးမိတော့မလို့ဘယ်လိုဖြစ်သုံးလို့ရတယ်ပေါ့နော်ဆိုတော့သူရဲ့အမှုရန်ထိပ်ပဲကကြောင့်တခုခုကိုလုံမိတော့မှတခုခုမေးမိတော့မယ်အဲ့လိုမျိုးအတိတ်ပဲဖြစ်ပါတယ်နောက်ထပ် example တစ်ခုကကြားတော့ပါလဲဆိုတော့လေနောက်ထပ်တစ်ချက်ကကြားတော့လေအခုလက်ရှိအခြေအနေနဲ့ပြောမယ်ဆိုလို့ရှိရင် I am about to +1 နဲ့သုံးလို့ရတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် I am about to sleep ငါအိတ်တော့မလို့အဲ့လိုမျိုးပြောမယ်ဆိုလို့ရှိရင်အခုအခြေအနေနဲ့ပြောရဲဆိုလို့ရှိရင်ပေါ့နော် I am about to နဲ့သုံးရတာပဲဖြစ်ပါတယ်ဒါကတော့ I was about to +1 ပေါ့နော်သူရဲ့ pattern လေးပဲဖြစ်ပါတယ်အတိတ်ပဲအကြောင်းတစ်ခုကိုလုံမိတော့မလို့ပေါ့နော်ပြောမိတော့မလို့အဲ့လိုမျိုးအတိတ်ပဲဖြစ်ပါတယ်ဆိုတော့နောက်ထပ် pattern တစ်ခုကကြားတော့ပါလဲဆိုတော့I used to +1 သူရဲ့အတိတ်ပဲကကြတော့အရင်တစ်ခုကိုလှုပ်လေးရှိတာပေါ့နော်ကျွန်တော်အရင်တော့ကလည်းဒါကိုပြောပြပေးဘူးရပေါ့နော်ဗီဒီယိုတစ်ခုလုပ်ပေးဘူးရပေါ့နော်သူရဲ့အတိတ်ပဲကကြတော့အရင်တော့ကလေးရှိတယ်အဲ့လိုမျိုးအတိတ်ပဲဖြစ်ပါတယ်ပထမဆုံး example အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် I used to smoke a lot I used to smoke a lot အရင်တော့ဆိုလို့ရှိရင်ကဆေးလိပ်တောက်တယ်ပေါ့နော်အရင်တော့တော်တော်လေးဆေးလိပ်တောက်တယ်အဲ့လိုမျိုးအတိတ်ပဲဖြစ်တယ်ပေါ့နော်အရင်တော့လုတ်ခင်းတယ်ဒါပေမဲ့အခုတော့တောက်ချင်မှတောက်မယ်ပေါ့နော်အဲ့လိုမျိုးအတိတ်ပဲဖြစ်ပါတယ်နောက်ထပ် example တစ်ခုကကြတော့ I used to get up early in the morning I used to get up early in the morning အရင်တော့ဆိုလို့ရှိရင်ငါမနေ့စောစောထားလေးရှိတယ်အရင်တော့ငါမနေ့စောစောထားလေးရှိတဲ့အတိုင်းပဲအခုကတော့နောက်ကျမှထားခြင်းနဲ့ထားမယ်စောစောလေးထားခြင်းနဲ့ထားမယ်အဲ့လိုမျိုးအတိတ်ပဲဖြစ်ပါတယ်ဆိုတော့နောက်ထပ် example တစ်ခုကကြတော့ I used to stay out too late I used to stay out too late အရင်တော့ငါအပြင်မှာအကြာကြီးနေလေးရှိတယ်ပေါ့နော်အရင်တော့ဆိုလို့ရှိရင်အပြင်မှာအကြာကြီးနေလေးရှိတယ်အဲ့လိုမျိုးအခုတော့နေချင်မှနေမယ်အခုတော့အပြင်ထွက်ချင်မှထွက်မယ်အဲ့လိုမျိုးအတိတ်ပဲဖြစ်ပါတယ်ဒါကြတော့ I used to +1 ရဲ့ pattern ပဲဖြစ်ပါတယ်သူရဲ့အတိတ်ပဲကကြတော့လှုပ်လေးရှိတာပေါ့နော်တခုခုကိုလှုပ်လေးရှိတာဒါပေမဲ့အခုကတော့သူလှုပ်ချင်မှလှုပ်မယ်မလှုပ်ချင်မလှုပ်ဘူးအဲ့လိုမျိုးအတိတ်ပဲဖြစ်ပါတယ်နောက်တစ် pattern တစ်ခုကကြတော့I have been waiting to +1 I have been waiting to +1 သူရဲ့အတိတ်ပဲကကြတော့တခုခုကိုလှုပ်ဖို့အတွက်စောင့်ဆိုင်းနေတာပေါ့နော်အဲ့လိုမျိုးအတိတ်ပဲဖြစ်ပါတယ်သူရဲ့ပထမဆုံး example ကကြတော့ပါလဲဆိုတော့ I have been waiting to hear from you I have been waiting to hear from you မင်းစရာကြားရဖို့အတွက်ငါစောင့်နေတာမင်းစရာငါတခုခုကြားရဖို့အတွက်ငါစောင့်ဆိုင်းနေတာပေါ့နော်သူရဲ့မူရင်းအတိတ်ပဲကကြတော့တခုခုကိုလှုပ်ဖို့အတွက်တခုခုကိုကြားဖို့အတွက်အဲ့လိုမျိုးစောင့်ဆိုင်းနေတဲ့ပုံစံလိုမျိုးပဲဖြစ်ပါတယ်ဆိုတော့နောက်ထပ် example တစ်ခုကကြားတော့ပါလဲဆိုတော့ I've been waiting to attend the meeting I've been waiting to attend the meeting ငါ meeting တက်ဖို့အတွက်စောင့်နေတာငါ meeting တက်ဖို့အတွက်
စောင့်နေတာအဲ့လိုမျိုးအဓိပ္ပာယ်ပဲဖြစ်ပါတယ်နောက်ဆုံးအင်ဂျင်ပဲတစ်ခုကကြတော့ပါလဲဆိုတော့ I have been waiting to request a raise I have been waiting to request a raise ငါလာစားဖို့အတွက်ငါလာစားတိုးဖို့အတွက်စောင့်နေတာသူရဲ့အဓိပ္ပာယ်ကကြတော့သူလာစားတိုးဖို့အတွက်စောင့်နေတာအဲ့လိုမျိုးအဓိပ္ပာယ်ပဲဖြစ်ပါတယ်ဆိုတော့ဒီ pattern 3ခုလေးနဲ့တစ်ခါတည်းနားလည်လောက်မယ်လို့မြင်နေပါတယ်ဒါကကြတော့I have been waiting to plus verb 1ပေါ့နော်ကျွန်တော် share repeat တဲ့ဒီ pattern တွေအများစုကကြတော့to ရဲ့နောက်မှာ verb infinitive verb 1လိုက်တယ်ပေါ့နော်ဒါကတော့အကုန်လုံးလည်းသိမှာပါဒီကြောင်းတက်ပူတဲ့သူတွေဆိုလို့ရှိရင်သိရပေါ့နော်to ရဲ့နောက်မှာ verb 1လိုက်တယ်ဒါကတော့ကျွန်တော် grammar မှာလည်းငငယ်တွေကသင်မှုတဲ့အသုံးအနှုန်းပဲဖြစ်ပါတယ်ဆိုတော့ဒီ pattern တစ်ခုကိုလည်းပဲနားလည်လောက်မယ်လို့မြင်နေပါတယ်ကျွန်တော်တို့ to တွေ့ပြီဆိုလို့ရှိရင်တော့အနောက်မှာ verb infinitive လိုက်တယ်ဆိုတာကိုတမ်းမြင်ဖို့အတွက်တိုက်တွန်းချင်ပါတယ်ပြီးတော့ဒီ pattern တစ်ခုတည်းနဲ့တစ်ခါတည်းမှတ်မိသွားမယ်လို့လည်းမျှော်လင့်ပါတယ်။ဘာဖြစ်လို့ pattern တစ်ခုတည်းပဲ share repeat တာလဲဆိုတော့တစ်ခါတည်းမှတ်မိရလွယ်အောင်ပြီးတော့လည်းအများကြီး share repeat အနည်းဆုံးကွာ9ခု6ခု10ခုအထိ share repeat တယ်ဆိုလို့ရှိရင်တချို့တော်သူတွေကကြာနားမလည်ဘူးပြီးတော့နှိမ့်သွားတတ်တယ်ပေါ့နော်တကယ်လို့3ခု4ခုအဲ့လောက်လေးနဲ့နည်းနည်းပပလေးနဲ့ share repeat မယ်ဆိုလို့ရှိရင်တချို့တော်သူတွေရဲ့အုံနောက်ထဲမှာတခါတည်းဆွဲမြင်နိုင်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးပဲ share repeat တာပေါ့နော်တကယ်လို့ကိုကပို့ပြီးတော့သိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့YouTube channel လေးကို subscribe လုပ်ပေးခဲ့ဖို့တိုက်တွန်းချင်ပါတယ်အဲ့ဆိုလို့ရှိရင်နောက်ထပ် video တွေမှာလည်းထပ်ပြီးတော့လေ့လာလို့ရတာပဲဖြစ်ပါတယ်ဆိုတော့တကယ်လို့ကိုကအင်္ဂလိပ်စာကိုလေ့လာတာဝါသနာပါတယ်ပြီးတော့အခုမှစတင်ပြီးတော့လေ့လာနေတဲ့ grammar ကိုလည်းကြာနာမလေ့လာခြင်းဘူးဆိုလို့ရှိရင်ဒီလိုမျိုး pattern လေးတွေနဲ့လေ့လာလို့ရတာပဲဖြစ်ပါတယ်အဲ့ဒါတင်မကောက်ပေါ့နော်ကျွန်တော်ရဲ့ဒီ TikTok မှာဆိုလို့ရှိရင်လည်းပဲ short send တဲ့လူတွေနဲ့လေ့လာလို့ရတယ်ပေါ့နော် short send တဲ့တွေလေ့လာတာလည်းထိရောက်တယ်ပေါ့နော်ပြီးတော့လည်းကိုလိုအပ်တဲ့နေရာမှာသုံးလို့ရတဲ့အသုံးအနှုန်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့short sentence တွေကိုလည်းပဲများများလေ့လာပေးဖို့အတွက်တိုက်တွန်းချင်ပါတယ်ပြီးတော့ကိုယ့်ရဲ့အနီးနားမှာရှိတဲ့အင်္ဂလိပ်စာအသုံးအနှုန်းတွေကိုလည်းများများလေ့လာပေးဖို့အတွက်တိုက်တွန်းချင်ပါတယ်ပြီးတော့တကယ်လို့ကိုကအင်္ဂလိပ်စာကိုအခုမှစတင်လေ့လာရဆိုလို့ရှိရင်လည်းပဲအများကြီးစိတ်ပြတ်မသွားနဲ့ပေါ့နော်နောက်ကြကြရင်ခက်လာဆိုမကြရင်ခက်သေးဘူးပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းပဲအခုမှလေ့လာတာဖြစ်တဲ့အတွက်ကြောင့်မလို့အတူတူလေ့လာဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ဆိုတော့နားလည်လောက်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းထပ်ပြီးတော့ဆုံအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်ပေါ့နော်ဘိုင်ဘိုင်